ကဘာပေါ်မှာတရိတ်ဆန်တွေများစွာရှိပါတယ်တချို့တရိတ်ဆန်တွေဆိုလို့ရှိရင်လူတွေသိမ့်မတိကြသေးတဲ့တရိတ်ဆန်တွေရှိပါတယ်တချို့တရိတ်ဆန်တွေဆိုလို့ရှိရင်လည်းပဲလူခန္ဓာကိုယ်နဲ့ရှင်လိုက်ရင်ဆယ်စားလောက်ကိုကြီးမားလှပါတယ်အားလုံးပဲမင်္ဂလာပါယနေ့ကျွန်တော်ဖော်ပြပေးမှာကတော့ကဘာပေါ်မှာလူတွေသိမ့်မတိကြသေးတဲ့ကဘာအကြီးဆုံးတရိတ်ဆန်၅မျိုးအကြောင်းပါအစီအစဉ်ကိုမစတင်ခင်မှာလူကြီးမဲတို့လုပ်ငန်းတိုးချဲ့ဖို့အတွက်ကြော်ညာတစုံတရာအချိန်နာမဲ့ဖြစ်ဖြစ်ကျွန်တော်တို့ page မှာဝန်ဆောင်မှုပေးနေပါတယ်ကဲအဲ့ဒါဆိုရင်အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာနံပါတ်1အပြာရောင်ဝေးလာငါအလျား30မီတာနဲ့အလေးချိန်ပေါင်180တန်ရှိတဲ့ဒီဝေးလာငါဟာကဘာပေါ်မှာအကြီးဆုံးနံပါတ်1စင်းရင်ဝင်ဝေးလာငါတစ်ကောင်ပဲဖြစ်ပါတယ်ဒီဝေးလာငါတွေကိုအတ္တလန်တိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာတို့တွေမှာအများဆုံးတွေ့မြင်ရပါတယ်နံပါတ်2အာဖရိကဆင်အမြင့်4မီတာကျော်နဲ့အလေးချိန်2တန်ရှိတဲ့ဒီစင်ကြီးဟာဆိုရင်အာဖရိကတိုက်ရဲ့ရှားပါစင်းဝင်မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ကြီးမားတဲ့နှမောင်းတွေနဲ့ခြုံထက်တဲ့အဆွဲတွေရှိပြီးတော့တားသက်သမားတွေလက်ထဲကနေအမြဲကာကွယ်ပေးနေရတဲ့စင်အမျိုးအစားတွေပဲဖြစ်ပါတယ်။နံပါတ်3 whale shark ဒီငဆုပ်ခွက်ပုံစံငမန်းကိုလူကြီးမင်းတို့မြင်ဖူးပြီးသားဖြစ်မှာပါ။အလျား12မီတာကနေ14မီတာအထိကြီးထွားနိုင်ပြီးတော့ကမ္ဘာပေါ်မှာရှေးအကျဆုံးငမန်းတစ်မျိုးပဲဖြစ်ပါတယ်။လူသားတွေနဲ့လည်းအရင်တနည်းရှိပြီးတော့လူကြီးမင်းတို့ကိုယ်တိုင်ရေးတဲ့ဆင်မီသူတို့ကိုလက်နက်ကိုက်တွေလို့တောင်ရပါတယ်။နံပါတ်4အာဂျင်တီနိုဆော့ဒီကောင်တွေကိုတော့အပြင်မှာရှိခဲ့လားမရှိခဲ့တာလားမသိပေမဲ့သူတေသနာပညာရှင်တွေကတော့တကယ်ရှိခဲ့တယ်လို့အခိုင်အမာပြောဆိုကြပါတယ်။အလျား13မီတာကျော်နဲ့အလေးချိန်တန်ရှိတဲ့ဒီဒိုင်နိုဆောဟာဆိုရင်ကမ္ဘာရှေးအကျဆုံးတရိတ်ဆန်တစ်ကောင်လည်းဖြစ်ပါတယ်။အာဂျင်တီနိုဆောလို့အမည်ပေးခဲ့တာကတော့1988ခုနှစ်ကအာဂျင်တီးနားနိုင်ငံမှာသူတို့ရဲ့အယိုးစုကိုသူတေသနာပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့တာကြောင့်ဒိုင်နိုဆောလို့တိုက်ရိုက်မခေါ်ပဲအာဂျင်တီနိုဆောလို့အမည်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီကောင်တွေဘယ်လောက်ထိကြီးတယ်လဲဆိုတာပုံနဲ့နှိုင်းယှဉ်ပြီးပြထားပါတယ်လူကြီးမင်းတို့ကြည့်လိုက်ပါနံပါတ်5ထိုက်တန်နိုဘောဒီနံပါတ်4နဲ့နံပါတ်5တရိတ်ဆန်တွေကတော့အခုခေတ်မှာမရှိကြတော့ပါဘူးဒါပေမဲ့လည်းလူကြီးမင်းတို့သိအောင်ဖော်ပြပေးခြင်းဖြစ်ပါတယ်အလျား13မီတာကျော်နဲ့ကိုအလေးချိန်1.5တန်ရှိတဲ့ဒီမွေဟာဆိုရင်လည်းကမ္ဘာရှေးအကျဆုံးတရိတ်ဆန်တစ်ကောင်ပဲဖြစ်ပါတယ်ဒီမွေတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဒိုင်နိုဆောတွေနဲ့အတူကမ္ဘာကြီးပေါ်မှာကြီးပြင်းခဲ့ကြတဲ့ကမ္ဘာပထမဦးဆုံးတရိတ်ဆန်တွေလည်းဖြစ်ပါတယ်ဒါပေမဲ့ယခုခေတ်မှာတော့မရှိတော့ပါဘူးဒီကောင်တွေမရှိတော့လို့လူကြီးမင်းတို့အနေနဲ့ယခုလိုအေးစိနေထိုင်နိုင်တာပဲဖြစ်ပါတယ်ယခုကျွန်တော်ဖော်ပြပေးခဲ့တာကတော့ကမ္ဘာအကြီးဆုံးတရိတ်ဆန်5မျိုးအကြောင်းပါနောက်ထပ်ဒီလိုစိတ်ဝင်စားစရာဘူးတူတာဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့လို့စောင့်ကြည့်ကြဖို့မေတ္တာရက်ခံအပ်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်